ဟောရီယာငပေါင်းတို့ပူပူလေးတထုံမှ300တဲ့နော်ညစ်နဲ့လဲရမယ်ငပြောဘူးနဲ့လဲရမယ်ဘာနဲ့ယူလဲအမတို့အခုခေတ်300နဲ့ဆိုရင်ငပေါင်းတို့တော့မရအောင်ငပြောရွက်ပဲရမယ်ကဲအရင်ဦးဆုံးငပြောဘူးကိုလှီးပြီးတော့သူ့ထဲကအစည်းလေးတွေပြောင်းသွားအောင်စနွှင်းမုတ်လေးနဲ့ခတ်ပြီးတော့စိန်ထားပါမယ်ဒီပါဝင်ပစ္စည်းလေးတွေကိုအစင်နဲ့လုပ်ထားမယ်မြင့်ငပေါင်းတို့အရင်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မြင့်ထည့်မယ်စက်သွန်နီထည့်မယ်ကြိတ်ထားတဲ့စက်သွန်ဖြူထည့်မယ်ငပလွေထည့်မယ်အစိမ့်မုတ်ကို3စွန်းသုံးထားပါတယ်မဆလာတစ်စွန်းအချိုမုတ်တစ်စွန်းကြက်သားမုတ်တစ်စွန်းငပိအနှဲငယ်ပြီးတော့စားလီအနှဲငယ်ထည့်ပြီးတော့ဆွနွှင်းမုတ်လေးတစ်စွန်းထည့်ထားပါတယ်။နားကတော့စီကိုဒီမှာ9စွန်းသုံးထားပါတယ်။စီလျှော့စားခြင်းတဲ့လူတွေအတွက်ကကြတော့3စွန်းလောက်ထည့်ရင်တော့လုံလောက်ပါပြီ။စီလေးတွေထည့်ပြီးဆိုလို့ရှိရင်တော့နားကတော့စပြီးတော့နေပါမယ်။ဒါလေးကတော့မြင့်ငပေါင်းထုတ်အတွက်ပေါ့နော်။ဒီနည်းအတိုင်းပဲငပြောဘူးလေးကိုနေပါမယ်။ရပြီဆိုလို့ရှိရင်တော့ငပြောဘက်နဲ့စထုတ်ပါမယ်။ဒီဖက်နဲ့ထုတ်လို့ရှိရင်ဖက်လေးတွေထုတ်ကန်ဒီမကွဲထွက်သွားအောင်အရင်ဆုံးဒီငပြောဖက်လေးတွေပျော့သွားအောင်ရေနွေးနဲ့အရင်ဖြောထားပေးပါပြီးရင်တော့မပါမဖြစ်ကတော့ရွက်လေးတစ်ထပ်ခံပြီးတော့ငပြောဘူးဒါမှမဟုတ်မြစ်လေးတွေထည့်ပြီးတော့နန်းတို့စပြီးတော့ထုတ်ပါမယ်နန်းကဒီငပြောဘူးအတွက်ကိုကြတော့ဒီသွားကြထိုးတန်တစ်ချောင်းသုံးထားပြီးတော့မြစ်အတွက်ကိုကြတော့သွားကြထိုးတန်နှစ်ချောင်းထည့်ထားတာပေါ့နော်နောက်မှဆိုလို့ရှိရင်ရောသွားမှာဆိုလို့စပြီးတော့ပေါင်းပါမယ်ပေါင်းနေရင်လည်းကိုမီးပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့် gas နဲ့နန်းကတော့ပြန်ပေါင်းရပါတယ်ဂျားထဲမှာလည်းမီးတိတ်သွားတယ်ဆိုတော့လေကြာချိန်ကလေ45မိနစ်လောက်တော့ပေါင်းလိုက်ရတယ်ကဲအခုဆိုလို့ရှိရင်တော့ပူပူနွေးနွေးလေးနဲ့အရန်ဟိုမှာထမင်းမိန်နဲ့ရွက်ငပေါင်းတုပ်ပူပူလေးရပါပြီငါမကြိုက်တဲ့နန်းတောင်ဒီလိုငပေါင်းတုပ်ချက်တဲ့နေ့ဆိုရင်တော့ထမင်းမိန်